ဘဝမှာဘယ်နာလေးမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့အစဉ်ပြေမှုမပြေမှုတွေဟာတွေ့ရမယ်အဲ့ဒါလိုတွေ့လာပြီဆိုလို့ရှိရင်ဒါဟာငါကြောင့်ဒါဟာသူ့ကြောင့်လို့သိပြီးတော့အစွဲကြီးမထားပါနဲ့တဲ့ဘဝဆိုတာဖြစ်နေတဲ့အတွက်ကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရတာတကယ်လို့ဘဝဖြစ်မနေဘူးဆိုလို့ရှိရင်ဆင်းရဲခြင်းချမ်းသာခြင်းဟာဘယ်လိုလုပ်ပြီးတော့တွေ့ရမှာတော့တဲ့အဲ့တော့ဘာပြောချင်တာတော့မြတ်စွာဘုရားကအစဉ်ပြေတာတွေပဲဖြစ်ဖြစ်အစဉ်မပြေတာတွေပဲဖြစ်ဖြစ်ဒါဟာဘဝပေါ်မှာအမိပြုပြီးတော့ဖြစ်နေတာဘဝလာဖြစ်မနေဘူးဆိုရင်အစဉ်ပြေတာလည်းတွေ့တဲ့အကြောင်းမရှိဘူးအစဉ်မပြေတာလည်းတွေ့စရာအကြောင်းမရှိဘူးလို့ပြောချင်တာအထူးသဖြင့်ဘုန်းတို့စိတ်တိုင်းမကြားတဲ့အကိစ္စတွေဆင်းရဲဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်ဒီဒေသနာလေးကိုတွေးမိတဲ့နဲ့ပေါ့နော်တကယ်အဓိကကြတဲ့ဆင်းရဲခြင်းရဲ့အဓိကကြတဲ့အကြောင်းတရားကဘဝဖြစ်နေလို့ပဲဟုတ်လားဘဝမချုပ်သမျှဆင်းရဲမချုပ်ဘူးဘဝဖြစ်နေသေးသမျှဆင်းရဲဖြစ်နေအောင်ပါဘဝနဲ့ဆင်းရဲဆိုတာတကယ်တမ်းကကွဲလို့ရတဲ့အရာမဟုတ်ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတရားဓမ္မတွေတချို့ဆိုနေတိုင်းတောင်ရွတ်နေမယ်လို့ထင်ပါတယ်ပရိစ္ဆေသမုပ္ပါအနုလောမဒေသနာအဝိဇ္ဇာပစ္စယသင်္ခါရအစချီပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတတ္တဝါတွေရဲ့ဖြစ်စဉ်တနည်းအားဖြင့်ယုံနံတွေဟာဘလို့ကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုမြတ်စွာဘုရားအကျဉ်းမြင်လေးရှင်းပြထားတဲ့ဒေသနာပေါ့နော်အဲ့ဒီဒေသနာရဲ့အဆုံးမှာဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံမောတိရရနော်ဇာတိပစ္စယမွေးဖွားလာခြင်းတည်းဟူသောအကြောင်းကြောင့်ဘာတွေဆက်ဖြစ်မှာတော့ဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရား9မျိုးဆက်ဖြစ်လိမ့်မယ်ဇာတိပစ္စယဇရာတဲ့ဇရာဆိုတာမပြောရတော့အိုဟောင်းတဲ့သဘောဆွေးမြေ့သွားတဲ့သဘောဖြစ်လာတဲ့ဟာလေးကိုကအိုရမယ်ဟောင်းရမယ်ဟာလေးတနည်းအားဖြင့်အိုတက်ဟောင်းတက်ဆွေးမြေ့တဲ့အရာလေးစဖြစ်တဲ့ကွာဆိုသူကအိုခြင်းဟောင်းခြင်းနဲ့သွားတာဟုတ်လားပြီးတော့ဘာဖြစ်တော့ဆိုတော့မရဏပျက်စီးသွားတယ်ပျက်စီးတတ်တဲ့အရာလေးပျက်စီးမဲ့အရာလေးမုတ်ချပြက်ကိုပြက်မဲ့အရာလေးမို့သူကပြက်ရတာ